ဒီနေ့ကျွန်တော် sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ဗောနော် online ပေါ်မှာဈေးဝယ်ပြီးရင် refund or return ပြန်လုပ်တဲ့နည်းလေးပေါ့နော်ဒါကြတော့တချို့ကျွန်တော်တို့ဈေးဝယ်လိုက်ရဗျာဈေးဝယ်လိုက်တော့ကျွန်တော်တို့ site မတူညီတာတွေဒါမှမဟုတ်အယောင်ကွဲပြားနေတာတွေကျွန်တော်တို့မှားလိုက်တဲ့ပစ္စည်းကတခြားရောက်လာတခြားအဲ့လိုမျိုးလေးတွေပေါ့နော်ဒါမှမဟုတ်ရင်မှားလိုက်တဲ့ပစ္စည်းကဒီရောက်လာတော့အကွဲပြဲဒါမှမဟုတ်ရင်ပစ္စည်းနေတာတွေဖွေးလို့မရတာတွေအဲ့အတွက်ကျွန်တော်တို့တင်ထိုင်နေအကျိုးမရှိဘူးဗျာreturn ပြန်လို့ဘယ်လိုပြောမလဲသူစီပြန်ပို့ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဝယ်ထားတဲ့ငွေကြေးပမာဏအတိုင်းပြန်ရမှာပေါ့ဗျာဒီ process ကိုတစ်ခုလုံးပြီးဆုံးဖို့ဆိုရင်တော့တပတ်10ရက်15ရက်ထိကြာနိုင်ပါတယ်ပေါ့နော်ခုကျွန်တော်ပြောပြပေးမယ်ဒီထိုင်းနိုင်ငံမှာရှိတယ်ပေါ့နော် shopping online shopping ပေါ့နော် shopping Lazada ဒါမှမဟုတ် TikTok ပေါ့နော်အကုန်လုံးကနီးတွေအကုန်လုံးစင်တူရိုးမှားပါပဲအကုန်လုံးတိတ်မကွာကြဘူးပေါ့နော်အမှကျွန်တော်ပြပေးနေနီလန်တိုင်းလောက်ကြည့်ပြီးတော့ငယ်ချင်းတို့လည်းနောင်ချိန်မှာပစ္စည်းမှားတာတွေအဲ့လိုမျိုးကြုံလိုက်လို့ရှိရင်အသုံးဝင်တော့ပေါ့နော်ကဲကျွန်တော်တို့စစ်ကြည့်လိုက်ရအောင်အရင်ဆုံး app တစ်ခုတည်းဝင်မှာပေါ့နော်ကျွန်တော်ကတော့အလွယ်ကူဆုံးနဲ့ Lazada တည်းပြပေးမယ် Lazada တည်းဝင်ပြီးတော့ကိုယ့်ရဲ့ account ထဲဝင်ပေါ့နော်ပြီးရင် return and cancellation ပေါ့နော်ကို cancel လုပ်မဲ့ပစ္စည်းကိုရွေးရမယ်ပေါ့နော်အဲ့မှာမြားပြထားတဲ့အတိုင်းပဲเนาะအဲ့ဒီနေရာကို click နှိပ်မယ်ကျွန်တော်မြားပြထားတဲ့အတိုင်း set လုပ်သွားမယ်ပေါ့နော်ကျွန်တော်ကတော့ဒါနဲ့လုပ်ပြပေးမယ်ကျွန်တော်ပန်ကာကျိုးနေလို့ပေါ့နော်အဲ့မှာအချက်၄ချက်ရှိတယ်ပေါ့နော်တစ်ချက်ကreview ပေါ့နော်ကိုဝယ်ထားတဲ့ပစ္စည်းကျိုးတာကြောင့်ပဲ့တာကြောင့်ဒါမှမဟုတ်ရင်မှားနေတာကြောင့်အယောင်မှားဘာညာပေါ့နော်အကုန်ပေါ့နော်အဲ့မှာနောက်တစ်ခုကသူ ship back ပေါ့နော်သူ ship back ဆိုတာကိုသူစီပြန်ပို့ပေါ့နော် delivery ပြန်ပို့မယ်ပြီးရင် quality check ပေါ့နော်သူကိုပို့ထားတဲ့ပစ္စည်းဟုတ်မဟုတ်ပြည်စုံမစုံပြန်စစ်မယ်ပြီးတော့မှကျွန်တော်တို့ပတ်စံပြန်ရမှာပေါ့နော်ဒီအချက်၄ချက်ရှိတယ်ပေါ့နော်အဓိကအရေးကြီးဆုံးကတော့ပစ္စည်းကိုမဖောက်ခင်ဗီဒီယိုရိုက်ပါထပ်ပြောရမယ်ပစ္စည်းမဖောက်ခင်ဗီဒီယိုရိုက်ပါအဲ့ဒါမှကျွန်တော်တို့ refund လုပ်လို့ရမှာဖြစ်ပါတယ်ပထမအစီကနေဒုတိယအစီကိုကူးဖို့ကြာချိန်က2ရက်လောက်ကြာမှာဖြစ်ပါတယ်ဒုတိယအစီမှာပစ္စည်းပြန်ပို့ရမှာဖြစ်ပါတယ်ဒုတိယအစီမှာပစ္စည်းပို့ရမှာဖြစ်တဲ့အတွက်ကိုအထုပ်ကိုတေချာထုတ်ဖို့ရမှာပေါ့နော်ကိုပါကင်တွေတေချာပက်ပြီးတော့ကိုသူအပေါ်ပစ္စည်းပေးထားတဲ့ပစ္စည်းမှန်သမျှသူပစ္စည်းမှန်သမျှကိုအကုန်လုံးထည့်ပေးရမှာပေါ့နော်ကိုတေချာစီစစ်ပြီးထည့်ပေးပါပြီးတော့ပြန်ပို့ပေးဖို့သူစားပေးနှစ်ခုပေးပေါ့နော်ဟိုဆောင်မှုကနှစ်ခုကိုရွေးချယ်လို့ရမယ်ကိုကတော့ပို့ပေးမှာလားပေါ့နော်နီးစပ်ရရုံးပေါ့ကိုရွေးလို့ရ Lazada ဒါမှမဟုတ် Flash ပေါ့နော် Flash Expert Flash ဆိုရင်ရုံးတွေအများကြီးရှိတယ်ဗျာအဲ့မှာကိုနီးစပ်ရရုံးကိုတွားပြီးတော့ဒီဘာကုတ်ကိုပေါ့နော်ဘာကုတ်သူတို့ပြလိုက်ရုံပဲသူတို့ကအဲ့မှာဘာကုတ်စကန်နှိပ်ပြီးစကန်ဖတ်မယ်စကန်ဖတ်ပြီးတော့သူတို့ PC ကိုသူတို့ပြန်ပို့ပေးမှာပေါ့နော်တကယ်လို့မဟုတ်ဘူးကိုမတွားချင်ဘူးဗျာ PC ကအကြီးမတင်နိုင်ဘူးခီးဝေးတယ်တော့ပို့နေရဝေးတယ်အဲ့ဆိုရင်ကိုဒီသူလာယူမဲ့စားပေးကိုရွေးပါနော်ဒါဆိုရင်ကိုအိမ်ရှိအရောက်သူလာယူမယ်ပေါ့နော်သူလာယူမယ်ဒါမှမဟုတ်ရင်ကိုယ်တိုင်တော့ပို့မယ်နှစ်ခုလုံးကပို့ကပေးစရာမလိုပါဘူး free ပါကဲဒါဆိုရင်ပို့တမှာပစ္စည်းလာယူပြီးတော့တဲ့အတွက်ပေါ့နော်20ကျော်တော့ဖြစ်တော့တဲ့20ပဲကျန်တော့တယ်refund က processing ဖြစ်နေတယ်ပေါ့နော်စောက်ရမယ်ဘယ်လောက်ထိစောက်ရမလဲဆိုတော့9ရက်ကနေ10ရက်ထိကြာနိုင်ပါတယ်တကယ်လို့ကိုကတခါတလေမှာပစ္စည်းမှားလိုက်တယ်ဗျာsite မတူတာတွေဒါမှမဟုတ်ရင်ကွဲနေတာတွေအဲ့လိုမျိုးဆိုရင်ဆိုင်ကိုတော့ပြောလို့ရပါတယ်เนาะဆိုင်ကိုစကားတွေပါတော့ပြောထိုင်းလို့တိုက်ရင်တော့ပို့အဆင်ပြေတယ်ချိုးဆိုင်တွေက English လို့တိတ်မရပါဘူးအဲဆိုတော့ထိုင်းလို့တိုက်ရင်တော့အဆင်ပြေတယ်ပေါ့เนาะအဲ့မှာတော့ပြောပြီးတော့ကိုကလဲလို့ရတယ်ဆိုတဲ့အကြောင်းအဲ့ဆိုရင်ဒီထဲမှာ
လှုပ်ရှားမလို့ပဲနဲ့ဟိုဘာမှလှုပ်ရှားမလို့ပဲနဲ့ဆိုင်နဲ့ direct ချိတ်ပြီးတော့ကိုက direct လှုပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ပြောပြပေးသွားတဲ့ refund လုပ်နေရတော့ဒီလောက်ပါပဲเนาะဆုံးဖြတ်ကြည့်ပြီးတော့လို့ရှိရင်လှုပ်သက်သွားပြီးတော့လေကျွန်တော်မျှော်လင့်ပါရเนาะ